ယနေ့မှာအသက်ရှင်ရှောင်လန်းမဲ့နှုတ်ကပတ်တော်ကဖြစ်တင်သည်မြည်သည့်အရာကိုစဉ်းစားနေပါသည်။တင်ဤစဉ်းစားမှုများကိုကောင်းကင်နိုင်ငံဤစဉ်းစားမှုများဖြင့်အတိတ်တဖန်ပြောင်းလဲပြရမည်။နှစ်တိမောသေခန်းကြီး3ခန်းငယ်16ကိုဖတ်ရအောင်။ထိုကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ခန်းငယ်18ကိုဆက်သွားရအောင်။ဘုရားသခင်၏လူသည်စုံလင်သောသူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငါပြင်ဆင်သောသူဖြစ်မည်အကြောင်းဩဝါဒပေးခြင်းအပြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုတွင်တင်ခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုတွင်တင်ခြင်းကျေးဇူးများကိုပြုတတ်၏ဟာလေလုယာကျမ်းစာရှိသမျှကဖယားသခင်ကမှုတ်သွင်းထားတယ်လို့ပြောထားတာ။ဘာကြောင့်မှုတ်သွင်းပေးရတာလဲဆိုဖယားသခင်ရဲ့လူတင်ဖြစ်တယ်ဆိုရင်တင်စုံလင်ဖို့အတွက်ကျမ်းစာကိုဖယားသခင်ကမှုတ်သွင်းပေးရတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ထိုတမန်ကျမ်းစာအတိုင်းတင်ကကောင်းတဲ့အမှုအမျိုးမျိုးကိုပြုစုဖို့ရန်အတွက်တင့်ကိုတင်ပြင်ဆင်ရမှာဖြစ်တယ်။ဟာလေလုယာဂျောနာဆိုတဲ့ကောင်ကလေးဟာဆိုရင်သူရဲ့နေ့စဉ်အသက်ရှင်မှုမှာသူဟာဆိုလို့ရှိရင်စဉ်းစားတွေးခေါ်တဲ့အရာမှာအမြဲတမ်းအားငယ်စိတ်နဲ့မကောင်းတဲ့အရာတွေပဲသူစဉ်းစားတယ်သူရဲ့ဘဝအသက်တာမှာဒီစင်းရဲခြင်းတွေကသူဘယ်တော့မှမလွတ်နိုင်ဘူးလို့သူအမြဲတမ်းစဉ်းစားနေခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူရဲ့မိသားစုနောက်ခံ background ကအလွန်မှစင်းရဲပြီးတော့မှမိသားစုရဲ့စဉ်းစားတွေးခေါ်မှုကအလွန်မှနှိမ့်ကြတဲ့ဘဝတက်တာနဲ့သူရှင်သန်လာခဲ့လို့ဖြစ်တယ်။သူကသူစင်းရဲတဲ့ဘဝအသက်တာမှာမွေးဖွားလာပြီးအမြဲတမ်းသူကစင်းရဲတဲ့ပဝင်းကျင်ထဲမှာကြီးထွားလာတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့တွေးခေါ်မှုကထိုပဝင်းကျင်ရဲ့တွေးခေါ်မှုတွေမှာပဲသူကရှိနေကြတာဖြစ်တယ်။သူယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်ပြီးတဲ့အခါမှာသူဒုတိယမွေးဖွားခြင်းခံယူခဲ့တယ်ပြီးတဲ့အခါမှာသူကနှုတ်ကပတ်တော်ကိုလေ့လာခဲ့နှုတ်ကပတ်တော်ထဲမှာကဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့အသက်ရှင်နေဆိုရင် background ကချိန်သွားတာဖြစ်တယ်ဘုရားရဲ့မိသားစုဝင်ဖြစ်တယ်ဆိုတာကိုသူသိရှိတယ်ဒါပေမဲ့သူရဲ့ဘဝသက်တာမှာသူကထိုနှုတ်ကပတ်တော်ကိုသူကမခံယူနိုင်လို့ဖြစ်တယ်။ဘာကြောင့်လဲဆိုသူငယ်စဉ်ဘဝတည်းကသူဖြတ်တန်းလာတဲ့ဘဝကအလွန်ဆင်းရဲတဲ့မိသားစုရဲ့အောက်ထဲမှာပဲသူရဲ့အသွေးတွေကမြုပ်နေတာဖြစ်တဲ့အတွက်ကြောင့်သူနားမလည်နိုင်ဘူးဖြစ်တယ်။အဲ့ဒီဆင်းရဲမွဲတေမှုရဲ့အပြင်ဘက်ကိုဖျားပြောတဲ့ဂတိတော်တွေကိုသူမဝင်လာနိုင်ဘူးဖြစ်တယ်။ဒါကြောင့်သူကတည့်ရက်မှာဆုံးဖြတ်ချက်ချတယ်။ငါဟာငါရဲ့အသွေးတွေကိုနှုတ်ကပတ်တော်အတိုင်းစတင်ပြီးတော့မှဝင်ခံပြီးဘုရားရဲ့အမွေခံဖြစ်ဘုရားသခင်ပေးတဲ့ကြွယ်ဝခြင်းနဲ့ယေရှုနာမနဲ့ရှောက်လန်းမယ်လို့သူဆုံးဖြတ်ချက်ချတယ်ဒီအဖွင့်ကျမ်းစာမှာပြောထားသလိုပဲဒီနှုတ်ကပတ်တော်ကဘုရားသခင်မှုတ်သွင်းထားတာဖြစ်တဲ့အတွက်ကြောင့်သင်ရဲ့အသွေးတွေကိုလည်းဘုရားရဲ့နှုတ်ကပတ်တော်နဲ့မှုတ်သွင်းရမှာဖြစ်တယ်သင်နောက်ခံ background မိသားစုရဲ့ကြီးပြင်းလာတဲ့အတွေ့အကြုံတွေနဲ့သင်အသွေးတွေကိုမနစ်မြုပ်စေရဘူးဖြစ်တယ်။ဒါမြန်မာလူမျိုးဖြစ်ပါစေအာဖရိကန်အေရှအမေရိကန်ယူရိုပစသဖြင့်ဘယ်ကဲ့သို့သောလူမျိုးဖြစ်ပါစေသင်ဟာဆိုရင်ဒုတိယမွေးဖွားခြင်းခံယူပြီးပြီဆိုရင်သင်ရဲ့တွေးခေါ်မှုကလူမျိုးနွယ်တွေရဲ့တွေးခေါ်မှုနဲ့တွေးရတော့မှာမဟုတ်ဘူးမိသားစုတွေရဲ့ပဝင်းကျင်အနေထားနဲ့တင်တွေးကြုံလာရတဲ့ဘဝဖြစ်တည်မှုနဲ့တင်တွေးခေါ်ရတော့မှာမဟုတ်ပါဘူးတင်ရဲ့တွေးခေါ်မှုကဘုရားနိုင်ငံတော်ရဲ့တွေးခေါ်မှုကောင်းကင်နိုင်ငံတော်ရဲ့စဉ်းစားတွေးခေါ်မှုကိုတင်ပြန်ပြီးတော့မှအသစ်တပံစတင်တွေးရမှာဖြစ်တယ်ထိုကဲ့သို့
တင်ရဲ့ဖြစ်တည်မှုကကောင်းကင်နိုင်ငံရဲ့ဖြစ်တည်မှုဖြစ်ဖို့အတွက်ကိုဘုရားသခင်ကတင့်ကိုဒီနှုတ်ကပတ်တော်တမန်တရားကိုမှုတ်သွင်းပြီးပေးလိုက်တာဖြစ်တယ်။ကျမ်းစာတစ်ချက်ကပြောထားတယ်နှစ်ကောအခန်းကြီး9အခန်းငယ်19ကိုကြည့်ရအောင်။လူမည်သည်ကခရစ်တော်၌ရှိလျင်အသစ်ပြုပြင်သောတတ္တဝါဖြစ်၏။ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီ။ဟာလေလုယ။သင်ကခရစ်တော်ထဲ၌ရှိ၏ခရစ်တော်ရဲ့ကိုတည်ခြင်းကရှင်ပြန်ထမြောက်စီရဲ့တန်ရှင်သောဝိညာဉ်တော်ကသင်ထဲမှာရှင်သန်နေဆိုတော့သူသိချသိပြီဆိုရင်သင်ကအသစ်ပြုပြင်ခြင်းခံရတဲ့သူဖြစ်သွားပြီဟာလေလုယသင်ရဲ့ဘဝအဟောင်းမှာရှိတဲ့အရာတွေကပြောင်းလဲရပြောင်းလဲတဲ့အခါမှာအစိတ်ပိုင်းတစ်ခုနဲ့သင်ပြောင်းလဲလို့မရဘူးခတ်သိမ်းသောအရာတစ်ခုမှမကျန်ရအောင်အရာခတ်သိမ်းသင်ရဲ့စဉ်းစားတွေးခေါ်မှုသင်ရဲ့လှုပ်ဆောင်မှုသင်ရဲ့နေ့ရက်စဉ်တိုင်းရှင်သန်မှုစက္ကန့်တိုင်းနာရီတိုင်းကကောင်းကင်နိုင်ငံရဲ့အသက်တာတိုင်းသင်ရှင်သန်ရမှာဖြစ်တယ်ဟာလေလုယအဲကြောင့်ကျမ်းစာကသင်ကိုတတိပေးနေတာဖြစ်တယ်သင်ရဲ့ဘဝမှာသင်ဟာဘုရားခင်ပေးတဲ့အမွေခံဖြစ်ဖို့ဘုရားပေးတဲ့ခရစ်တော်အားဖြင့်ပေးအောင်မြင်ခြင်းတွေရရှိဖို့အတွက်ကိုသင်ရဲ့ဘဝနေထိုင်မှုပုံစံကပြောင်းလဲပြရမယ်ကောင်းကင်နိုင်ငံတော်ရဲ့စဉ်းစားတွေးခေါ်မှုကောင်းကင်နိုင်ငံတော်ရဲ့နေထိုင်မှုတိုင်းသင်ဟာနေထိုင်ရှင်သန်မှာဖြစ်တယ်။ဂျောမအခန်းကြီး7အခန်းငယ်1မှာပြောထားတာကိုကြည့်ရအောင်။သင်တို့သည်လောကီပုံသဏ္ဍာန်ကိုမဆောင်ကြနှင့်။သင်ဟာလောကသားတွေလိုမျိုးမရှင်သန်ရဘူး။ကောင်းမြတ်တဲ့အရာနှစ်သက်ဖွယ်သောအရာသင်ရဲ့ဘဝမှာကောင်းတဲ့အရာတွေပဲသင်ကလှုပ်ဆောင်ပြီးရှင်သန်ရတော့မှာဖြစ်တယ်။ဘာဖြစ်လို့လဲ။သင်ဟာကောင်းကင်နိုင်ငံသားဖြစ်သွားလို့ဖြစ်တယ်။လောကသားတွေကဲ့သို့သင်ပြောဆိုနေတာရှင်သန်လို့မရဘူး။နှစ်သက်ဖွယ်သောအရာဘုရားခင်နှစ်သက်တဲ့အရာနဲ့သင်ကရှင်သန်သင်ပြောဆိုလိုက်တဲ့အရာသင်လုပ်တဲ့အရာကဘုရားနှစ်သက်တဲ့လားလို့သင်ကအမြဲတမ်းသိရမှာဖြစ်တယ်။ဘာလို့လဲ။ဒီနှုတ်ကပတ်တော်ကိုမှုတ်သွင်းပေးလိုက်တယ်။သင်ရဲ့အသက်တာကိုပြုပြင်ဖို့အတွက်ဖြစ်တယ်လို့ပြောထားတဲ့အတွက်ကြောင့်ဖြစ်တယ်။သင်ရဲ့ဘဝသက်တာကစုံလင်သောဘုရားအလိုရှိတဲ့အရာဖြစ်ဖို့အတွက်ကိုသင်ယူရမှာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်သင်ကအရင်ဆုံးဘာလုပ်ရမလဲ။သင်ရဲ့စိတ်နှလုံးကိုအသစ်ပြင်ဆင်ရမယ်။သင်ရဲ့စိတ်နှလုံးကိုပုံသဏ္ဍာန်ပြောင်းလဲလိုက်ရမှာဖြစ်တယ်။သင်အရင်ဘဝမိသားစုနောက်ခံ background တွေရဲ့ဘဝသက်တာရဲ့စဉ်းစားမှုတွေးခေါ်မှုထားတဲ့စိတ်နှလုံးนี่ကိုသင်ဆက်လက်ပြီးတော့မှမကျင့်သုံးရတော့အသစ်ပြင်ရတော့လောကသားတွေထားတဲ့ပုံစံမျိုးသင်မရှင်သန်ရတော့ကောင်းကင်နိုင်ငံသားကဲ့သို့ကောင်းမြတ်သောအရာစုံလင်သောအရာတွေနဲ့သင်ရဲ့စိတ်နှလုံးသင်ရဲ့အသွေးခေါ်တွေကပုံသဏ္ဍာန်ပြောင်းလဲပြရမှာဖြစ်တယ်ဟာလေလုယဒါကြောင့်မိတ်ဆွေသင်ဟာဆိုရင်ဘုရားနှုတ်ကပတ်တော်ကိုသင်ရဲ့အသွေးထဲမှာသင်အမြဲတမ်းထည့်ထားမယ်ဘုရားရဲ့နှုတ်ကပတ်တော်နဲ့သင်အမြဲတမ်းအသစ်သင်ကိုသင်ပြုပြင်မယ်ပြီးလို့ရှိရင်သင်ဟာဆိုလို့ရှိရင်ဘုရားရဲ့နှုတ်ကပတ်တော်အတိုင်းသင်ရဲ့အသက်တာထဲမှာသင်လျှောက်လန်းမယ်ဆိုရင်သင်ရဲ့ဘဝအသက်တာကအရင်ဘဝဟောင်းရဲ့အသက်တာမျိုးမဟုတ်တော့ဘဲနဲ့သင်ဟာဆိုရင်ဘုရားသခင်ရဲ့မွေးဖွားပေးလိုက်တဲ့နိုင်ငံသားရဲ့အသက်တာမျိုးဖြစ်တည်လာမှာဖြစ်တယ်တစ်ပေခန်းကြီးတစ်ခန်းငယ်23ကိုကြည်မဖောက်ပြန်မပျက်စီးတတ်သောမျိုးစေ့တည်ဟူသောအသက်ရှင်၍အစဉ်မြဲတည်တော်မူသောဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်ဖြစ်ပွားသောကြောင့်ဟာလေလုယသင်ကိုဘုရားသခင်ကမွေးဖွားပေးလိုက်တာကသင်ကအခုခဏကောင်းလိုက်ခဏနေမကောင်းလိုက်ဒီနေ့ကောင်းလိုက်မနေ့ဖြန်မကောင်းလိုက်မနေ့ပိုင်းကောင်းလိုက်ညနေပိုင်းဖောက်ပြန်လိုက်အသက်တာမျိုးဖြစ်ဖို့ဘုရားသခင်ကသင်ကိုမွေးဖွားပေးလိုက်တာမဟုတ်နှုတ်ကပတ်ဘယ်တော့မှမပြောင်းလဲဘူးဘယ်တော့မှမပျက်စီးတဲ့နှုတ်ကပတ်တော်အားဖြင့်သင်ကိုဘုရားသခင်ကမွေးဖွားပေးလိုက်တာဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကအမြဲတမ်းအသက်ရှင်နေအစဉ်အမြဲတည်တဲ့မျိုးစေ့နဲ့သင်ကိုမွေးဖွားပေးလိုက်တာဖြစ်တယ်ဒါကြောင့်သင်ဟာဘုရားသခင်ရဲ့အားဖြင့်သင်ဒုတိယမွေးဖွားခြင်းခံယူထားတဲ့သူဖြစ်တယ်ဆိုရင်သင်ကဖောက်ပြန်တဲ့သူမဟုတ်ပါဘူးညီအကိုများကိုချစ်ရအောင်မဆောင်ပဲအမှန်ချစ်ဖို့သင်ကဟန်ဆောင်ပြီးတော့မှမလှုပ်ဆောင်ပါနဲ့ဘုရားသခင်ကဟန်ဆောင်ပြီးလှုပ်ဆောင်တဲ့အရာကိုလက်မခံပါဘူးဘုရားသခင်ကသင်ကိုမွေးဖွားပေးလိုက်တာစစ်မှန်တဲ့သင်ရဲ့နှုတ်ကပတ်တော်နဲ့မွေးဖွားပေးလိုက်တဲ့ဖြစ်တဲ့သင်ရဲ့အသက်ရှင်မှုကလည်း
ဖရာသခင်နိုင်ငံတော်ရဲ့စစ်မှန်တဲ့တည်ရှိမှုနဲ့သင်ရှင်တန်ရမှာဖြစ်တယ်သင်ရဲ့စိတ်ထဲမှာတမန်တရားကိုနားထောင်ရမယ်ဟာလေလုယပြီးရင်သင်ရဲ့ကိုယ့်ရဲ့စိတ်နှလုံးကိုစင်ကြယ်စေရမှာဖြစ်တယ်ဟာလေလုယစင်ကြယ်သောစိတ်နဲ့အချင်းချင်းအားကြီးသောချစ်ချင်းမေတ္တာရှိရမယ်ဟာလေလုယဒါကြောင့်သင်ဟာဆိုရင်ဖောက်ပြန်တဲ့သူမဖြစ်ရတကယ်သင်ဟာဖောက်ပြန်တဲ့သူဖြစ်တယ်ဆိုရင်သင်ဟာဆိုရင်ဒုတိယမွေးဖွားခြင်းအမှန်တကယ်ခံယူခြင်းမရှိသောသူတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုသင်ဒုတိယမွေးဖွားခြင်းခံယူတာကမဖောက်ပြန်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်နဲ့မွေးဖွားပေးလိုက်တာဖြစ်တယ်ဗျသင်ကိုသင်ယခုဆန်းစစ်ပါသင်ဟာစစ်မှန်တဲ့ဘုရားနှုတ်ကပတ်တော်နဲ့မွေးဖွားထားတဲ့သူလားဘုရားရဲ့နှုတ်ကပတ်တော်တိုင်းစဉ်းစားပြီးနှုတ်ကပတ်တော်တိုင်းရှင်သန်နေတဲ့သူလား think of it အခုစဉ်းစားပါသင်ရဲ့ဘဝအသက်တာကဘယ်လိုမျိုးဘဝအသက်တာနဲ့ရှင်သန်နေတယ်လဲသင်ရဲ့စဉ်းစားမှုတွေပြောဆိုမှုတွေလောက်ကင်မှုတွေကသင်ကဘုရားနိုင်ငံတော်ရဲ့နီလန်တိုင်းလှုပ်ဆောင်နေရတာဘုရားနိုင်ငံတော်ရဲ့နီလန်တိုင်းသင်ရှင်သန်နေဆိုရင်ဘုရားနိုင်ငံတော်ရဲ့ရလက်တည်ကောင်းကျိုးတွေကိုသင်ခံစားရရှိမှာဖြစ်တယ်ဟာလေလုယသင်ကဟန်ဆောင်ပြီးတော့မှဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုယူလို့မရပါဘူးသင်ဟာဖောက်ပြန်တဲ့ဘဝတတနဲ့ရှင်သန်နေတယ်မွေးဖွားလာတဲ့မိဘပဝင်းကျင်ရဲ့ background ရဲ့တက်တာကိုစဉ်းစားပြီးအဲ့ဒီအတိုင်းရှင်သန်နေရဆိုရင်သင်ဟာပျက်စီးခြင်းတွေကိုပဲဝင်သွားမှာဖြစ်ပါတယ်သင်ဟာမဖောက်ပြန်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်နဲ့မွေးဖွားပြီးတော့အဲ့ဘုရားရဲ့နှုတ်ကပတ်တော်တိုင်းသင်ရှင်သန်နေတယ်ဆိုရင်တော့ထာဝရကောင်းကြီးမင်္ဂလာကောင်းကင်နိုင်ငံရဲ့အမွေစည်းစိမ်ကိုခံစားပြီးရှင်သန်သွားရမယ့်သူဖြစ်တယ်ဒီနေ့မှာစဉ်းစားဆင်ခြင်ရှင်သန်မှုဖြစ်တယ်ဆုတောင်းရခမဲတော်ဖတ်ပြကိုရိုပြီးတဲ့နှုတ်ကပတ်တော်တွေကြီးစုတင်တယ်ကိုရိုနှုတ်ကပတ်တော်အားဖြင့်သားသမီးတို့ကိုအတိတ်တစ်ဖက်မွေးဖွားစီလေကိုရိုကောင်းကင်နိုင်ငံတော်ရဲ့နီလန်တိုင်းကောင်းကင်နိုင်ငံတော်ရဲ့ရလက်ညာနဲ့ရှင်သန်စီတော်မူသောကြောင့်ကြီးစုတင်တယ်ကိုရိုဖတ်ပြကိုရိုရဲ့မဖောက်ပြန်မပျက်စီးတဲ့နှုတ်ကပတ်တော်ကသားသမီးတို့အထဲထဲမှာစင်ဆက်မပြတ်ဆက်လက်ပြီးရှင်သန်နေဖို့အတွက်နှုတ်ကပတ်တော်ကိုအမြဲတမ်းစင်ကြင်စဉ်းစားအောင်မိပြီးတော့မှနှုတ်ကပတ်တော်တိုင်းအသက်ရှင်ရှောင်လန်းပြောဆိုတဲ့တတ်တာဖြစ်စီပါဟာလေလုယကျွန်တော်တို့ရဲ့စိတ်နှလုံးအတွေးခေါ်တွေကို reprogram ဖြစ်စီပါ program တွေကိုပြန်ပြီးတော့မှအသစ်သော program တွေထုတ်လုပ်ပြီးပါအသစ်သောဘုရားသခင်စဉ်းစားလိုတဲ့အရာတွေဘုရားရဲ့အကောင်းဆုံးသောအရာတွေဘုရားရဲ့အောင်မြင်ခြင်းတွေနဲ့ဖြည့်ဆွတ်ပြီးပါဖောက်ပြန်ပစ္စည်းခြင်းကနေပြီးတော့မှကိုရနှုတ်ကပတ်တော်အားဖြင့်ပြင်ဆင်တဲ့ကောင်းကင်နိုင်ငံတော်ရဲ့ထာဝရတည်ငြိမ်သောအသက်ရှင်ခြင်းနဲ့စဉ်းစားတွေးခေါ်လက်ကိုရောဖဖျားကိုရောထားတဲ့ကောင်းကင်နိုင်ငံရဲ့ပြည့်စုံခြင်းနဲ့ပြည့်စုံသောအသက်တာဖြစ်စေပါမိကြောင်းယေရှုနာမဖြင့်ဆုတောင်းအနံ့စက္ကကကိုးကွယ်ပါရဖဖျားအာမင်